မင်္ဂလာပါဒီနေ့မှာတော့ခါကိုင်းတွေဖွားဖွားအတွက်ချုပ်ပေးခြင်းလို့ပါဆိုတဲ့ comment လေးကြောင့်ဒီပတန်ကိုမျှဝေပေးဖို့ဖြစ်လာခဲ့ပါတယ်ခါကိုင်းနေပြီဖြစ်တဲ့အဖွားအိုတွေကိုချုပ်ပေးတဲ့အခါမှာအသုံးပြုရတဲ့အခြေခံပတန်ကအရေးကြီးပါတယ်ပုံမှန်အားဖြင့်တောက်တွေမပါတယ်ဒီလိုပတန်ဒါမှမဟုတ်တောက်တစ်ခုပဲပါတယ်ဒီလိုအခြေခံပတန်တွေကိုအသုံးပြုပေးရမှာဖြစ်တယ်အမကတော့ basic frame အစင်တင်မရှိနေတာကြောင့်ဒီလို advanced frame နဲ့ပဲဆွဲပြလိုက်ရပါတယ်။ကဲဒါဆိုသင်ခန်းစာလေးကိုစလိုက်ကြရအောင်။ခါကိုင်းပြီဆိုကြတဲ့ကကုတ်စီမခါထိအရှိဟာတမန်လူထက်ပိုရှိမယ်ဆိုတာပုံမှန်ကြည့်ရင်သိတာထင်ရှားတယ်နော်။ဒါကြောင့်အရှိချမ်းမှာလေလေပင်အောက်ခြေမှာခါထိအရှိဟာတမန်လူတွေထက်ပိုတိုးမယ်။ဒီသဘောတရားကိုအရင်ဆုံးတည်ထားရပါမယ်။ပတန်ဆွဲတဲ့အခါနောက်ချမ်းမှာတိုင်းခဲ့တဲ့ခုတ်ခါအရှိအတိုင်းဆွဲပေးရုံနဲ့မရဘူးလားဆိုရင်တော့မရဘူးလို့ပဲပြောရပါမယ်။ကိုင်းနေတဲ့အနေအထားကြောင့်နောက်ကျောကျတန်ဖို့ပိုကျမယ်။ဒါကြောင့်ပခုံးတောက်ထည့်ပေးဖို့လိုပါတယ်။နောက်ချမ်းချိုင်းကိုလည်းအနည်းငယ်ရှည်ပေးဖို့လိုအပ်တယ်။ဒီလိုလှုပ်ဆောင်ချက်တွေရှိနေမှာဖြစ်တယ်။ဆိုရင်တည်တင်တဲ့လောက်သိပြီဆိုတော့ပတန်ကိုစဆွဲကြရအောင်။ customer ကိုပေးတိုက်ကြည့်လိုက်ရင်အကိုင်းဆုံးနေရာကိုကုတ်စီမှာစတိုင်းထားတဲ့အတိုင်းအတာကိုသိရပါမယ်။အဲ့ဒါကိုနောက်ချမ်းပတန်မှာမှတ်ပါမယ်။အဲ့ဒီအမှတ်ကနေတောင်းမှန်ကြကြမြင်းတစ်ကြောင်ဆွဲလိုက်ပါ။အဲ့ဒီမြင်းကိုပခုံးတောင်းနဲ့ဆက်ပါမယ်။ပတန်ကိုခွဲထားရမယ်မြင်းချောင်းတွေဖြစ်တယ်နော်။ကျောကုန်းစာအတွက် 0.5 cm မှာ 2.5 cm အထိကျောကုန်းရင်ကုန်းသလိုလိုအပ်သလိုယူပေးရပါမယ်။အမကတော့ဥပမာဆွဲပြတဲ့ဒီပတန်မှာ1 cm ပဲဟာခဲ့ပါတယ်ယူခဲ့ပါတယ်။ဒီနေရာလေးကိုတေချာကြည့်ရအောင်။ဂျိုင်းမှာမဟပဲကွက်တီယူမယ်ဆိုရင်ပခုံးတောက်မှာဟာတာအလွန်များသွားပါတယ်။ဒါကြောင့်အမကကျောကုန်းမှာ1 cm ဟာခဲ့ရင်ဂျိုင်းမှာ 0.5 cm ဟာပေးပါတယ်။အမဟာခဲ့တဲ့ဂျိုင်းက 0.5 cm ကိုဂျိုင်းဆက်နေရာမှာအစားထိုးပြန်ယူပေးရပါမယ်။ဂျိုင်းမြင့်အသေးပြန်ပြင်ဆွဲပေးရမှာဖြစ်တယ်နော်နောက်တစ်ဆင့်မှာတော့ပခုံးတောက်အစုံနေရာကိုဖြတ်ပြီးတောင်မှန်ကြမြင်းတကြောင်ရေးဆွဲရမှာဖြစ်တယ်။